ရာဇဝတ်ဂိုင်းခေါင်းဆောင်တယောက်နဲ့စတင်တယ်သူနဲ့သူ့အဖော်တွေဟာသူတို့ရဲ့လုပ်ငန်းမှာ15နှစ်ကြာအသက်ရှင်ရပ်တည်နိုင်ခဲ့တာကိုဂုဏ်ပြုဖို့စုဝေးကြတယ်အားလုံးအရက်ခွက်မြောက်ပြီးဆုတောင်းတောက်ဖို့ပြင်ဆင်ကြတဲ့အခါဂိုင်းခေါင်းဆောင်ကသူ့ရဲ့အစိတ်စမ်းသက်သူကိုအရင်မြည်ခိုင်းတယ်စမ်းသက်သူကအန္တရာယ်မရှိဘူးလို့ပြောတယ်ဒါပေမဲ့ဂိုင်းခေါင်းဆောင်ကတငုံတောက်လိုက်တာနဲ့အစိတ်ကြောင့်ချက်ချင်းတေဆုံးသွားတယ်သူ့လူတွေကအစိတ်စမ်းသက်သူကိုဖမ်းလိုက်ကြပြီးစပွဲထိုးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်အဲ့ဒီအချိန်မှာစပွဲထိုးအဖြစ်ဟန်ဆောင်ထားသူဟီကာရုဟာတကယ်တော့အစိတ်သုံးပြုလောက်ကျန်တက်ဖြတ်မှုမှာကျွမ်းကျင်တဲ့ဂရိုမျိုးနွယ်စုကလောက်ကျန်တက်ဖြတ်သမားတစ်ယောက်ဖြစ်ကြောင်းသိရတယ်ဟီကာရုရဲ့ညီမအကာရီကသူဘလို့လုပ်ပြီးအစိတ်စမ်းသက်သူကိုလှည့်စားနိုင်ခဲ့တာလဲလို့မေးတယ်ဟီကာရုကသူဟာ3လကြာအောင်စမ်းသက်သူရဲ့အစားအစာတွေကိုအစိတ်နှဲငယ်စီထည့်ပေးခဲ့တာကြောင့်သူ့ခန္ဓာကိုယ်မှာအစိတ်တန်ခံနိုင်စွမ်းတိုးလာခဲ့တယ်လို့ရှင်းပြတယ်အဲ့ဒါကြောင့်အစိတ်စမ်းသက်သူအတွက်ဘာမှမဖြစ်ပေမဲ့ဂိုင်းကောင်းဆောင်အတွက်တော့သေစေနိုင်တဲ့အစိတ်ဖြစ်နေတယ်နောက်တော့အကာရီကဟီကာရုကိုလက်ထပ်ဖို့စဉ်းစားဘူးလားလို့မေးတယ်ဟီကာရုကသူ့လိုအလုပ်မျိုးလုပ်နေတဲ့သူအတွက်မိန်းကလေးတွေနဲ့တွေ့ဆုံဖို့တောင်ခက်ခဲလွန်းတယ်လို့ပြန်ဖြေတယ်သူတို့ရဲ့အဖွာကမျိုးနွယ်စုရဲ့ခေါင်းဆောင်နေရာကိုတယောက်ယောက်ဆက်ခံစေခြင်းပေမဲ့ဟီကာရုကသူ့အိမ်တော်မရှိသေးတာကြောင့်ညှင်းဆန်ခဲ့တဲ့အဖွာကသူ့အတွက်ဖူးစာဖက်ရှာပေးဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးဟီကာရုကသူတို့မျိုးနွယ်စုဟာသူနဲ့အကာရီအထိပဲအဆုံးသတ်သွားတော့မယ်လို့တွေးနေတယ်ကာရီကတော့မိန်းကလေးတွေကိုသဘောကျတဲ့သူဖြစ်တာကြောင့်သူတို့နှစ်ယောက်ပဲကိုဘဝကိုဆက်ရှင်တန်သွားကြမယ်လို့ထင်နေကြတယ်။တနေ့မှာဟီကာရုဟာတငယ်ချင်းဟောင်းတစ်ယောက်စီကတွေ့ကျင်တယ်ဆိုတဲ့စာရလာတယ်။သူကတိုရှီကီဆိုတဲ့ပိုးမွှားကျွမ်းကျင်သက်သမားနဲ့တွေ့ဆုံတယ်။တိုရှီကီကအပြစ်သက်ဖြတ်တဲ့တငယ်ချင်းတစ်ယောက်မှာကလေး3ယောက်တောင်ရှိနေပြီလို့ပြောတယ်။ဟီကာရုကတော့သူတစ်သက်လုံးလူပြိုကြီးဖြစ်နေမှာပဲလို့ထင်နေတယ်။ဒါပေမဲ့တိုရှီကီကသူ့လဲလက်ထပ်တော့မယ်လို့ပြောပြီးသူ့ရဲ့အစ်စ်မှန်ဘဝကိုနားလည်ပြီးချစ်တဲ့မိန်းကလေးတစ်ယောက်ရှိတယ်လို့ဖွင့်ပြောတယ်ဟီကာရုကသူ့ကိုဂုဏ်ပြုပြီးနှုတ်ဆက်တယ်တိုရှီကီထွက်သွားတဲ့အချိန်မှာဟီကာရုကတငယ်ချင်းရဲ့စကားတွေကြောင့်လက်ထပ်ရေးဆိုတာတိတ်ကြောက်စရာမဟုတ်တော့ဘူးလို့ခံစားလာတယ်နောက်တစ်နေ့မှာတော့ဟီကာရုကိုမေးဆိုတဲ့အိမ်တော်ရေးလိမ်လည်သူအမျိုးသမီးတစ်ယောက်ကိုတက်ပေးဖို့အလုပ်အပ်လာတယ်ဟီကာရုကမေးကိုအာယုံကြောတည်စေတဲ့ဆေးရည်ထိုးသွင်းလိုက်ပြီးနာကျင်မှုကအုံနောက်အထိပြန်သွားမယ်ပြီးရင်တည်စေနိုင်တဲ့အစိမ့်နဲ့အဆုံးသတ်မယ်လို့ပြောတယ်။ဒါပေမဲ့မေးကမကြောက်ဘဲဟီကာရုကိုတောင်စနောက်ပြီးဖလက်တလဲလဲပြောဆိုလာတယ်။ဟီကာရုကဒါဟာသူမရဲ့လှည့်ကွက်တစ်ခုလို့ထင်ပေမဲ့မေးကသူမရဲ့ညီကိုကုသဖို့ငွေလိုအပ်ခဲ့တာကြောင့်မကောင်းတဲ့အလုပ်တွေလုပ်ခဲ့ရတယ်လို့ဝန်ခံတယ်။သွေးအန်နေတဲ့အခြေအနေမှာတောင်သူမရဲ့ပထမဆုံးချစ်သူနဲ့တူတဲ့သူကိုနောက်ဆုံးအကြိမ်မြင်ရတာဝမ်းသာတယ်လို့ပြောပြီးဟီကာရုရဲ့နာမည်ကိုမေးတဲ့တစ်ဖက်မှာတော့ဟီကာရုကိုအလုတ်အပ်ခဲ့တဲ့လူကအရာအလုံးကိုစောင့်ကြည့်နေတဲ့သူ့ဖော်တွေကဟီကာရုဟာဒီလုတ်အတွက်မှန်ကန်တဲ့လူလားလို့မေးတဲ့အခါသူကဟီကာရုဟာလောက်ကျန်တက်ဖြတ်မှုလောကမှာတက်တန်းအရှိဆုံးမျိုးနွယ်စုတွေထဲကတစ်ခုဖြစ်တဲ့အစိတ်မျိုးနွယ်စုကကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်လို့ပြောတယ်အဲ့ဒီအချိန်မှာအကာရီကဖုံးဆက်ပြီးသူမဟာမျိုးနွယ်ခွဲတဲ့ကလက်ထပ်ဖို့လိုအပ်နေတဲ့ယောက်ျားတစ်ယောက်နဲ့အိမ်အောင်ပြုဖို့ဆုံးဖြတ်ထားတာကြောင့်မိသားစုအိမ်ကိုပြန်ပြောင်းတော့မယ်လို့ပြောတယ်အဖွားကသူတို့မျိုးဆက်မပြတ်အောင်မလုပ်ပေးရင်သူမရဲ့လွတ်လပ်ခွင့်ကိုဖယ်ရှားမယ်လို့ချိန်ချောက်ခဲ့တာကြောင့်သူမကိုယ်တိုင်ဆုံးဖြတ်ချက်ချလိုက်တာလို့ပြောတယ်။ဒါကြောင့်သူမရဲ့ချစ်သူကောင်းမလေးနဲ့လည်းလမ်းခွဲတော့မယ်လို့ဆိုတယ်။ဒါပေမဲ့ဟီကာရုကခဏဆောက်ပါဦးလို့ပြောပြီးမေးကိုရုတ်တရက်လက်ထပ်ခွင့်တောင်းလိုက်တယ်။သူကမျိုးနွယ်စုရဲ့နောက်ကောင်းဆောင်ဖြစ်ဖို့ဇနီးတစ်ယောက်လိုအပ်ကြောင်းပြောပြီးမေးရဲ့ညီကိုစေကူတာစေးကိုလည်းသူကူညီပေးမယ်လို့ကတိပေးလိုက်တဲ့ noise cancelling နှစ်ချက်တွေကိုသုံးဖို့ဆုံးဖြတ်ကြတယ်။ဒါကြောင့် Shira ကနှစ်ချက်တစ်ဖက်ဝတ်ပြီးနောက်တစ်ဖက်ကို Hikaru ကိုပေးလိုက်တယ်။ဒါပေမဲ့ Naruto ကအတန်လိုင်းတွေကိုပိတ်လိုက်တာဟာအမှားကြီးတစ်ခုလို့ပြောတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့တိုးတိုးလေးပြောတဲ့အတန်လိုင်းတွေကအပြင်မထွက်နိုင်ပဲစူးစောင်းနေမယ်ဆိုရင်အရေးပြားကိုတောင်ဖောက်ထွင်းနိုင်လောက်တဲ့အင်အားဖြစ်လာနိုင်လို့ပဲဟိကာရုကတိုက်ခိုက်မှုတွေကိုရှောင်နိုင်ခဲ့ပေမဲ့နာကောကဟိကာရုဟာတကယ်ပြစ်မှတ်မဟုတ်ဘူးလို့ပြောတယ်ပြီးတော့ရှေရရဲ့စိတ်ကိုထိန်းချုပ်လိုက်နိုင်တယ်။ရှေရကဟိကာရုစီကလွတ်မြောက်ပြီးတောနက်ထဲကိုပြေးသွားတယ်။အဲ့ဒီမှာသူမဟာသူ့ဦးလေးကိုမြင်အောင်လာပြီးနင်ကဝင်ထုတ်ဝင်ပိုးပဲဖယ်ရှားပစ်တင်တယ်လို့ပြောတာကိုကြားရတယ်။တကယ်တော့အဲ့ဒီအတန်ဟာနာရုခရဲ့အတန်ပဲဖြစ်တယ်။ဒါပေမဲ့ဟိကာရုကအဲ့ဒီစိတ်ကူးရင်ပုံရိပ်ကိုဖျက်ဆီးလိုက်ပြီးရှာယောရီကိုအိပ်ပျော်စေတဲ့ဓာတုပစ္စည်းသုံးလိုက်တဲ့နာရုကောကဟိကာရုလိုအစိတ်ကျွမ်းကျင်သူတစ်ယောက်ဟာသူ့ရဲ့စိတ်ရောင်ထင်မှားစေတဲ့စွမ်းအားကိုဖျက်ဆီးနိုင်တယ်ဆိုတာနားလည်သွားတယ်။ဟိကာရုကလည်းနာရုကောရဲ့စွမ်းရည်ကိုသဘောပေါက်သွားပြီလို့ပြောတယ်။အဲ့ဒီစွမ်းရည်ကလူတွေရဲ့စိတ်ထဲကိုဝင်ရောက်ပြီးသူတို့ရဲ့အနာကျင်ဆုံးအမှတ်တရတွေကိုဆွဲထုတ်လာနိုင်တာဖြစ်တယ်။အဲ့ဒီနောက်မိတ်ရောက်လာတဲ့သူကကပ်ဆာနဲ့သူတို့ကိုလိုက်ရှာလာခဲ့တာဖြစ်တယ်။
ဒါပေမဲ့ Hikaru က Shire ကိုခေါ်ပြီးထွက်ပြေးဖို့မယ်ကိုပြောတယ် Hikaru က Naruto ဟာသူ့ကိုအရင်လိုက်တတ်မယ်လို့ယုံကြည်ထားတယ်။အဲ့ဒီအချိန်မှာ Naruto က Shire ရဲ့နှာချက်ထဲမှာစက်ပစ္စည်းတစ်ခုထည့်ထားပြီးပုံမပြင်းထန်တဲ့စိတ်ရောင်ထင်မှမှုတွေဖြစ်အောင်လှုပ်ထားတာကိုတိလိုက်ရတဲ့ Naruto က Hikaru ကိုအရင်ရှင်းပြဖို့စီစဉ်ထားပေမဲ့အကွာဝေးထားရမယ်ဆိုတာသိတယ်ဘာလို့လဲဆိုတော့ Hikaru ရဲ့အစိတ်အက်တွေကအနီးကပ်တိုက်ခိုက်မှထိရောက်လို့ပဲ Hikaru ကတောထဲကိုအရှိန်နဲ့ပြေးဝင်ပြီး Naruto ရဲ့ကျိုးထောင်ချောက်တွေကိုဖျက်ဖို့ကြိုးစားတယ်